ခိုင်တို့ရဲ့ဒီပေါ့ပေါ့ပပဆိုတဲ့ဒီ logo လေးဆွဲပြစ်ခဲ့တဲ့အကြောင်းရဲ့ပေါ့ပေါ့ပပဆိုတဲ့နာမည်လေးဘလို့ဖြစ်တည်လာလဲဆိုတာကိုမှတ်မိလား ဟမ်မှတ်မိလားဆိုတော့မှတ်မိတာပေါ့အဲတုန်းကလူကယ်ဘရန်စထုတ်မယ်လို့အမေပြောလေလူကယ်ဘရန်စထုတ်မယ်လူကယ်ဘရန်ထုတ်ချင်တယ်ပေါ့အဲတုန်းကလည်းနည်းနည်းပဲအနေချင်းတော့ပဲရှိသေးတာပေါ့နော်ပြီးတော့တင်တန်းနေပါလေလေလူကယ်ဘရန်တင်တန်းနေready made တင်တန်းတက်ထားဆိုတော့အဲ့နဲ့နာမည်ရင်စဉ်းစားကြနာမည်စဉ်းစားတော့အဲ့ဆိုနာမည်ဘာပေးရင်ကောင်းပါလဲပေါ့နော်နာမည်ဘာပေးရင်ကောင်းပါလဲစဉ်းစားတော့လွယ်ရမယ်လူတိုင်းပါဇက်ဖျားမှလည်းပြောဘူးတဲ့စကားလုံးဖြစ်ရမယ်နော်ပြီးတော့ကျတော့အဲ့ဟောဘာတော့ဒီဟွာပေါ့အလီဘာဘာပေါ့အလီဘာဘာဂျမားသူအလီဘာဘာကိုဘယ်လိုပေးရလဲဆိုတဲ့ဟာကိုနည်းနည်းဖတ်ဖူးပါလေနော်သူကဖတ်ဖူးတော့အဲ့မှာအလီဘာဘာဆိုတော့ A နဲ့စတာပေါ့ A လို့ရိုက်လိုက်တာနဲ့အင်တာနက်မှာသူကထိတ်ဆုံးကနေသူ့ရဲ့နာမည်လေးကြလာအဲ့လိုမျိုးပေါ့ဒီဘက်မှာလည်းပေါ့ပေါ့ပါဆိုတော့ဟွာနာမည်ပေးမယ်ဆိုတော့ဘာလို့အခြေပြုပြီးတော့ခဲ့အဲ့ဆိုသူကဘာနဲ့ထုတ်မှလဲပေါ့သူစဉ်းစားလေဟုတ်တယ်မလားဘာနဲ့ထုတ်မှလဲဆိုတော့အဲ့ဆိုရင်ねဟွာမရ local brand ဆိုတော့တဲ့ဟွာအင်းလေးချီလေးနဲ့ထုတ်ရင်မကောင်းဘူးလားဆိုအေးကောင်းတယ်ပေါ့အင်းလေးချီလေးကောင်းတယ်အဲ့ဒါအင်းလေးချီဆိုလို့ရှိရင်ကဲအဲ့ဆိုရင်လို့ညနေမေးရလိမ့်မယ်အင်းလေးချီဆိုရင်အင်းလေးချီလို့ပြောလိုက်တာနဲ့မေးဘာလို့သွားမြင်တာလဲအဲ့လိုမျိုးဟုတ်တယ်မေးရလေအင်းလေးချီကိုဝက်လိုက်တာနဲ့ပေါ့နော်ခိုင်တို့ဒီမန္တလေးယာတီဥရုနဲ့ဆိုရင်အင်းလေးချီဒါပဲကိုက်ညီရပေါ့နော်အင်းလေးချီကိုဝက်လိုက်တာနဲ့ဝက်ရတာပေါ့ပါတယ်ပေါ့ပါလေးရှိရပြီးတော့အေးမြတယ်ပေါ့အဲ့လိုမျိုးလေးစဉ်းစားပြီးတော့မှဒီပေါ့ပပဆိုတဲ့နာမည်လေးကိုနာမည်လေးနဲ့ထုတ်မယ်ဆိုပြီးတော့ဒါဒီနာမည်လေးကိုရွေးပြစ်ခဲ့ရပါတော့တကယ်တော့ခိုင်ရစထုတ်မယ်လို့တော့ခြိသားကိုစထုတ်မယ်လို့စဉ်းစားခဲ့တာအဲဒါကြောင့်မို့ဒီနာမည်လေးနဲ့တွဲပြီးတော့မှဒီနာမည်လေးကိုပေးခဲ့တာပဲဖြစ်ပါတယ်